ရှေးတုန်းကငိမ့်ချမ်းရေကန်လို့ခေါ်တဲ့ကျေးရွာကိုရွှေတိန်လို့ခေါ်တဲ့မြင်းဖြူလေးတစ်ကောင်ရောက်ရှိလာခဲ့တယ်။သူ့တကူလုံးမှာအမွှေးတွေဟာတုပ်ပပြီးသူသွားခဲ့တဲ့လမ်းတစ်လျှောက်မှာလှပတဲ့ပန်းတွေပွင့်နေတာပေါ့။တနေ့တော့ရွာထဲမှာအဘွားအုပ်တစ်ယောက်ကမြင်းဖြူဆိုတာကန်ကောင်းချင်းရဲ့တိမ်နေသားတဲ့။ဒါပေမဲ့ဒီမြင်းဖြူလေးကဘာကြောင့်မျက်ရည်တွေကျနေတာလဲလို့ပြောတဲ့။ထို့အခါရွှေတိန်ကိုကဲတင်လာတဲ့မောင်မောင်ငယ်ဆိုတဲ့ကောင်လေးတတိထားမိတာကရွှေတိန်လေးနှစ်ဖူးမှာမိုးကြိုးပုံတံလက္ခဏာလေးတစ်ခုရှိတယ်။တနေ့မှာတော့ကျေးရွာရဲ့အသက်ကြီးဆုံးဖြစ်တဲ့အဖိုးစိန်ဆိုသူကဒီမြင်းမြူလေးကမိုးကြိုးမုန်တိုင်းတောင်ကလာတာဖြစ်နိုင်တယ်။ရှဲလူကြီးတွေကမုန်တိုင်းတောင်ပေါ်ကနေမြင်းမြူလေးတွေဆင်းလာရင်ကြီးမားတဲ့ကပ်ပဲကြားရောက်တတ်တယ်လို့ပြောခဲ့တယ်။၃ ရက်အကြာမှာတကယ်ပဲကြောက်စရာကောင်းတဲ့အရာတွေဖြစ်လာပါတော့တယ်။ကျေးရွာရဲ့စမ်းချောင်းလေးတွေခန်းချောက်လာတယ်။ပန်းပင်တွေညှိုးနွမ်းလာတယ်။တောင်ပေါ်ကတိမ်တွေကအနီရောင်ပြောင်းလာတယ်။ထို့အခါအဘွားအိုတယောက်ကကြည်စမ်းမောင်ပေါင်ငယ်ရေငါတို့စိုက်တဲ့ဘဲကိန်းတွေအားလုံးညှိုးသွားကြပြီလို့ပြောတယ်။ထို့အရာကိုမြင်တော့ရွှေတိန်ကရွာသားတွေကိုအရေးပေါ်အစည်းအဝေးခေါ်တယ်။ထို့နောက်ရွှေတိန်လေးကကျွန်တော်သိပါတယ်ဒီဘေးကမိုးမလာအောင်လုပ်နေတဲ့6သွေးသောနတ်ဆိုးဆိုတဲ့အန်ဒီရဲ့ကြောင့်ပါသူကညဉ့်ညမ်းတောင်ထိန်မှာနေတယ်ကျွန်တော်တို့သူ့ကိုတွားရှင်းရမယ်လို့ပြောလေတယ်ထို့အခါမုံမုံငယ်ကရွှေတိန်လေးနဲ့အတူလိုက်ပါလို့ကြောင်းပြောလေတယ်မကြခင်မှာပဲမုံမုံငယ်နဲ့ရွှေတိန်တောင်တက်ကြတယ်လမ်းမှာခက်ခဲမှုတွေစကြုံတယ်လမ်းမရှိတဲ့တောင်ကြီးဖြစ်လို့လမ်းဖောက်ပြီးသွားဖို့စဉ်းစားကြရတော့တာပေါ့ထိုအခါရွှေတိန်ရဲ့ခြေရတိုင်းမှာပန်းတွေပွင့်လာလို့လမ်းပြလာထက်တယ်လမ်းမှာကြောက်တုံးကြီးတွေပိတ်နေတဲ့အခါမှာတော့ရွှေတိန်ရဲ့အငွှဲကအလင်းတန်းထွက်ပြီးကြောက်တုံးကြီးတွေကိုဖျက်တောက်ပစ်လိုက်တာပေါ့မကြခင်မှာပဲမောင်မောင်ငယ်နဲ့ရွှေတိန်လေးဟာတောင်ထိပ်မှာ6သွေးသောနတ်ဆိုးကိုတွေ့တယ်သူကတော့မီးခိုးရောင်ကြောက်ဘလူးကြီးတကောင်ပါနတ်ဆိုးကမင်းတို့လောက်အားနေတဲ့တရဝါတွေကဘာလုပ်နိုင်မှာလဲငါကတော့ဒီကျေးရွာကို6သွေးတွေကန်တရားဖိအောင်လုပ်มาတယ်လို့ပြောတယ်ထို့အခါရွှေတိန်ကမင်းမားနေတယ်လူတွေမှာစီးလုံးမှုအင်အားရှိတယ်လို့ပြောတယ်ထို့နောက်နက်ဆိုးနဲ့ရွှေတိန်လေးဟာစတင်တိုက်ခိုက်ကြပါတော့တယ်မောင်မောင်ငယ်ကလည်းရွာသားတွေကိုစူးစီးပြီးအတူတကွရွှေတိန်နိုင်ဖို့ဆုတောင်းကြတယ်မကြခင်ရွာသားအားလုံးရဲ့စိတ်ဓာတ်အင်အားတွေကရွှေတိန်စီရောက်လာပြီးသူ့ခန္ဓာကိုယ်အလင်းကပိုတောက်လာပြီးနတ်ဆိုးကိုအနိုင်ရသွားပါတော့တယ်။ထိုရာကိုမြင်တော့ရွာသားတွေကလည်းဝမ်းသာပျော်ရွှင်သွားကြပါတော့တယ်။ရွှေတိန်လင်းကလည်းမိုးကြိုးတောင်ကိုမပြန်တော့ပဲကျေးရွာမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုရွာသားများကကျေးရွာရဲ့ကာကွယ်သူလို့သတ်မှတ်လိုက်ကြပါတော့တယ်။